အခုလိုငယ်ရွယ်ဂျပန်ရောက်လာတော့ဘယ်လိုခံစားလဲ ပြောပါတယ်တွေ့ကြုံနေအများကြီးရတယ် ဟယ်လိုနေကောင်းလား ဒီကောင်းပါလေ ဟုတ်အရင်ဦးဆုံးငီလီနာမည်ဖိတ်ဆက်ပြပါအောင် သူတို့နာမည်ကတော့ပိုင်ကူကူ ပိုင်ကိုကို ပိုင်ကူကူ ဩဟုတ်ကဲ့မြန်မာပြဘယ်နေရာလေလာလဲ ရန်ကုန်က ဩ ရန်ကုန် ဟုတ်ကဲ့ပါဂျပန်ကိုဒီဘာဗီဇာနဲ့လာလဲ တူကလေးဗီဇာနဲ့ ဩဘာအလုပ်နဲ့လဲ ခန်းဆက်စွန်းနဲ့ ဩခန်းစီကျော်ဆောက်လို့ရပေါ့ ဟုတ် ဩဟုတ်လိုလဲအစင်ပြေမလား ပြပါတယ် ရဲ့တက်ကဘယ်လိုလဲ ကျွန်တော်တာ21တည်း အာငယ်လေးပဲရှိသေးနော်အခုလိုငယ်ရွယ်ဂျပန်ရောက်လာတော့ဘယ်လိုခံစားလဲ ပြောပါတယ်တွေ့ကြုံနေအများကြီးရတယ်နောက်လဲစူးစမ်းမှာအများကြီးရှိတယ် တော့ဒီဂျပန်ရောက်ဖို့လေအချိန်ဘယ်လောက်ပြီးရလဲ ချင်းက2နှစ်လောက်ပြေးလိုက်ရတယ် တော်တော်ရင်းလိုက်ရပါတော့အချိန်ငွေကြီးရီယောဘယ်လောက်ကုန်လဲပေါ့ ဒီကြေးပိုင်းအနေနဲ့ကျတော့ အတိအကျတော့မသိဘူးပေါ့ပြန်မြပြန်မြ ပြန်မြဆိုရင်တော့တင်းနဲ့တက်တာတွေဘာညာအကုန်လုံးအပြီးစီးဆိုရင်တော့အနည်းဆုံးကတော့300ကျော်အဲ့လောက်300 400ပတ်ဝန်းကျင် ဟုတ်ကဲ့ဟုတ်ကဲ့ဒီဂျပန်ရောက်ရင်လေဘယ်နေရာအရောက်ချင်းဆုံးလဲ ရှိဘူးရ စီဘူရစီဘူရဟိုဗာလဲဟိုဒီအများ လူ ကြီး တွေ ရှိ အများကြီးရှိရတယ်ဟုတ်တယ် စီဘူရ အများကြီး ဗာလဲလူကူမီကြား လူကူမီကြား ဟောရောက်ဖြစ်ပြီလား မရောက်သေးဘူး ဘယ်ချိန်လောက်ရောက်ဖြစ်မယ်လို့ထင်တယ် အလောက်ကရာဇုမိပေးတဲ့ခါကျရင်ရက်ရှိရင်လည်း ACC သွားကျင်တာဖြစ်တဲ့အတွက်အခါချမ်းမှာသွားပြမှာပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ဒီကမကူရာရောက်လာဒီပထမဆုံးပဲလား ဟုတ်ပထမဆုံး ဒုတိယရင်နဲ့အဲ့ဒီစီဝေးရကိုရောက်ဖြစ်မယ်လို့ထင်လား ထင်တယ်ရှောင်းအောင်လည်းတောင်းပါ ဟုတ်ကဲ့ဟုတ်ကဲ့ဒီဂျပန်ရောက်ဖို့ခက်လာပေါ့နော်ဂျပန်ရောက်လာ ခဲလာဆိုတော့အကုန်လုံးပေးစားတယ်ဒီကြေးပိုင်းအောင်အချိန်နေရောအကုန်လုံးပေးစားတယ်ပေါ့နော် ဟုတ် စူးစမ်းရင်တော့ဘာမှမဆိုဖြစ်တယ်စူးစမ်းတဲ့သူတွေကအများနဲ့နေရာတစ်ခုရရှိ ဟုတ်ကဲ့ကောင်းတဲ့ message ပြီးသွားနော်တကယ်ချင်းနေဖြစ်လူငယ်တွေအတွက်စကားလက်ဆောင်ပါချင်တာလေဒါဒီဂျပန်ကိုလာစီချင်တာပေါ့ ဂျပန်ကိုရောက်အောင်လာခဲ့ပါအကုန်လုံးလူနေမှုအဆင့်တန်းအစအကုန်လုံးအဆင်ပြေနေရာထိုင်ရလည်းအဆင်ပြေဘာဖြစ်ရောက်အောင်လာခဲ့ပါ ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါ ဟုတ်ကျေးဇူးပါခင်ဗျာ